အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကြတော့ Sunny ဟိုနေ့က post တင်ထားတဲ့အတိုင်းပဲပေါ့နော် scholarship နဲ့ပတ်သက်ပြီးတော့ sharing လုပ်သွားပေးမယ်ပေါ့နော်ဆိုတော့ scholarship က Sunny ကနှစ်ခုအကြောင်းပြောပြမှာပေါ့နော်အရင်ချူလာရဲ့ scholarship ရဲ့ပြီးတော့အခုလက်ရှိတက်နေတဲ့ဒီ AID ရဲ့ scholarship ရဲ့ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုကကြတော့ချူလာရဲ့ scholarship အကြောင်းအရင်ဆုံးပြောပြပေးမှာပေါ့နော်ဆိုတော့ဘယ်လိုမျိုးချူလာလောက် join ဖြစ်တာလဲဆိုတော့သူကSunny ကကြတော့2018အကုန်လောက်ခရေကစပြီးတော့ master တက်ဖို့စဉ်းစားနေရပါတော့ဆိုတဲ့အခါကျတော့ဒီ Sunny ရဲ့ major ကလည်းဒီ business management ပဲပေါ့နော်ဆိုတော့ BBM နဲ့ပြီးထားတာဆိုတော့တကယ်ကပုံမှန်အဖြစ်ပေါ့နော်အချို့ကလည်း MBA join ကြတာများတယ်ပေါ့နော် Sunny ကကြတော့ MBA လည်းမ join ချင်ဘူးတခုခုပေါ့နော် specialization ကိုသွားချင်တယ်ကိုသွားနေရကလည်း marketing ဆိုတော့ဒီ career နဲ့ပတ်သက်ပြီးတော့ဒီဆက်ပြီးတော့ grow ဖြစ်မဲ့ဟာပေါ့နော်သွားခြင်းတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့Sunnyလိုက်ပြီးတော့ master တွေလိုက်ရှာပါပေါ့နော်ပြီးကတော့ scholarship ပေးမဲ့အကြောင်းပေါ့နော်အထူးသဖြင့်ကတော့ full scholarship ကိုလိုချင်တယ်အဲ့ဒီအတွက်ကြောင့်ဘယ်အကြောင်းကအဲ့လိုမျိုးကောင်းလဲဆိုပြီးတော့ပေါ့နော်တောက်လျှောက်လိုက်ရှာပြတဲ့အချိန်မှာပဲအဲ့ဒီမှာချူလာကပြောရလို့ရှိရင်ကွာဒီဟာSunnyတို့ဒီASEAN ကို non ASEAN ကိုသူတို့ပေးတဲ့ graduate scholarship program တခုရှိတယ်အဲ့ဒီဟာကိုတွေ့သွားတယ်အဲ့ဒီ program ကကြတော့ပြောရလို့ရှိရင်ချူလာမှာက scholarship ပေးတဲ့ program တွေကတော်တော်များများရှိတယ်ဒါပေမဲ့ကိုနဲ့အဆင်ပြေမဲ့ပေါ့နော်ကိုရှောက်မဲ့ဟာရောကိုကfull scholarship လိုချင်တာလဲပါတဲ့အတွက်ကြောင့်အကိုက်ဆုံးကတော့အဲ့ဒီ scholarship ပဲအဲ့ဒါကဘာလဲသူ့ရဲ့ပြည်စုံနာမည်ကကြတော့ graduate scholarship program for ASEAN or non ASEAN countries ပေါ့နော်အဓိကတော့ major ရွေးတာပေါ့နော်ကိုကြိုက်တဲ့ major လည်းဖြစ်ဖို့လိုတယ်ကိုတကယ်ကိုယ့်ရဲ့ career မှာသွားခြင်းနဲ့ major လည်းဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီခါကျတော့အဲ့ဒီမှာSunnyကတွေ့သွားတယ်အဲ့ဒီ Faculty of Communication Art ပေါ့နော်အဲ့ဒီမှာသင်တဲ့ Master of Strategic Communication Management ပေါ့အဓိကကတော့သူကဒီmarketing တခုလည်းမဟုတ်ဘူး marketing communication တခုလုံးပေါ့နော်Sunnyတို့ဒီ bachelor ဘက်မှာလည်းမသင်ခဲ့ရတဲ့communication theory လည်းသင်မယ်အဓိက syllabus ကိုလည်းနည်းနည်းပြန်ပြီးတော့ကြည့်ရသေးရပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ကြည့်ပြီးတော့မှတေချာပေါက်ဒီရာကိုပဲရွေးမယ်ဆိုပြီးတော့တကြောင်နဲ့ပဲရှောက်လိုက်တယ်ဒီတကြောင်နဲ့ကိုပဲရှောက်လိုက်တာပေါ့နော်ပုံမှန်ကအချို့ကျောင်း master ကျောင်းရှောက်ကြရဲဆိုလို့ရှိရင်တကြောင်နဲ့မရှောက်ကြဘူးလीเนาะဘယ်လိုဆိုတော့ရတဲ့ကျောင်းရှိမယ်မရတဲ့ကျောင်းလည်းရှိမယ်ကိုကတော့Sunnyကကြတော့ဒီကျောင်းကိုပဲတစ်ခါလေးရှောက်လိုက်တာရှောက်လိုက်တယ်ရှောက်ပြီးတော့အဲ့ဒီမှာအဲ့ဒီကျောင်းကိုရှောက်ဖို့စဉ်းစားထားတဲ့အချိန်မှာအဓိကSunnyရှောက်တဲ့ major မှာကကြတော့မြန်မာစီနီယာမရှိဘူးSunnyမသိတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့Sunnyလက်လန်းမိတဲ့လောက်မှာလုံးဝမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ဌာနအကြောင်းmajorအကြောင်းမေးဖို့ရော scholarship အကြောင်းမေးဖို့ရောကဘယ်သူမေးရမှမသိဘူးပေါ့နော်နည်းနည်းတိုင်ပတ်ခဲ့တယ်အဲ့ဒီတုန်းက2019ဆိုတော့လေအဲ့ဒီမှာဖြစ်ချင်တော့တွေ့သွားတော့အဲ့မှာ engineering မှာတက်နေအဲ့ဒီscholarship နဲ့ပဲတက်နေတဲ့အမားတယောက်ရှိရပေါ့နော် engineering ဘက်ကိုတက်နေတာအရန်သဘောကောင်းတယ်ဆိုတော့အဲ့ဒါနဲ့ scholarship နဲ့ပတ်သက်ပြီးတော့ဘာတွေပြင်ရမလဲဆိုပြီးတော့မေးပြရပေါ့နော်အဲ့မားကကြတော့အကုန်လုံးကိုမေးတဲ့ဟာကိုအကုန်လုံးပြောပြပေးရပေါ့နော်အဓိကတော့Sunnyကိုယ်တိုင်လည်းရှာတယ်ဒါပေမဲ့ချို့ဟာတွေကရှာတော့ညာလဲဘာကိုပို့ပြီးတော့ well prepare လုပ်ရမလဲဆိုတဲ့အခါကျတော့ရှောက်ဖူးတဲ့လူဒီဟာနဲ့တက်နေတဲ့လူကမှပို့ပြီးတော့တည်တာပေါ့နော် progress ကကြတော့အချို့ progress တွေကဒီ website ထဲမှာပဲမဖော်ပြထားဘူးမဖော်ရထားတဲ့အခါကျတော့အဲ့လိုသွားပြီးတော့မေးရတယ်ပေါ့နော်မေးတဲ့အခါမှာကျတော့သူအမကတော့ပြန်ပြောပါတယ်သူကဒီဌာနတစ်ခုနဲ့တစ်ခုကလည်းမတူဘူးဒီ scholarship process runner လည်းမတူဘူးဆိုတော့ဌာနကိုတော့ပြန်ပြီးတော့မေးရမယ်ပေါ့နော်အဲ့လိုပြန်ပြီးတော့မေးရမယ်Sunnyတို့ master တက်ဖို့အတွက်ပေါ့နော်စပြီးတော့စဉ်းစားပြီးဆိုလို့ရှိရင်အဓိကကတော့မိခွန်းတွေအများကြီးမေးပါမိခွန်းတွေအများကြီးမေးပါဆိုတော့ကိုယ့်အကိုမိခွန်းတွေအများကြီးမေးပေါ့နော်ပြီးတော့ကိုဆက်ပြီးတော့သွားခြင်းနဲ့ career ပေါ့နော် career ဘာလဲပြီးတော့ကိုဒီအခုလက်ရှိလုပ်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပဲဆက်ပြီးတော့သွားကျင်တာလားဒါမှမဟုတ်ရင်အခြားလုံးဝနောက်တစ်ခုကိုပြောင်းကျင်တာလားပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကမေးဖို့လိုတယ်ပြီးတဲ့အခါကျတော့မေးပြီးလို့ရှိရင်ကျောင်းရွေးတာပေါ့နော်အဓိကကျောင်းမရွေးခင်နိုင်ငံပေါ့နော်နိုင်ငံကိုကဘယ်နိုင်ငံကိုသွားကျင်တာလဲဒီ
အာဆီယံထဲမှာပဲသွားကျင်တာလားဒါမှမဟုတ်ယူရိုပဘက်ကိုသွားကျင်တာလားအမေရိကဘက်ကိုသွားကျင်တာလားပေါ့နော်ဆိုတော့ဒီသွားကျင်တဲ့နိုင်ငံရွေးပြီးရဲ့အခါကြလို့ရှိရင်နိုင်ငံမှာအဲ့နိုင်ငံရဲ့ကျောင်းတွေပေါ့နော်ကျောင်းတွေအကုန်လုံးပြီးတော့ကိုသွားခြင်းနဲ့မေဂျာနဲ့ပတ်သက်ပြီးတော့ဘယ်ကျောင်းကနာမည်ကြီးလဲပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့သွားတယ်ဒါပေမဲ့ဆန်နီကကြတော့ master အတွက်ဆိုလို့ရှိရင်ကျောင်းရဲ့ ranking ကိုပို့ပြီးတော့အာရုံစိုက်တာများတယ်ဆိုတော့လာမေးကြတဲ့သူတွေကိုလည်းအဓိကကဆန်နီအများပြန်ပြီးတယ် bachelor လား master လားပေါ့နော် bachelor ဆိုလို့ရှိရင်တနည်းအားပေးတာကြတော့အကယ်၍ဒီ engineering နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပေါ့နော်ဒီကိုတက်မဲ့ major ကိုတက်မဲ့ subject ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ကျောင်းဆိုတာတက်ရှိတယ်ဒီကျောင်းကဒီဟာနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဟာကိုပို့ပြီးတော့ recommend လုပ်တယ်ဒါပေမဲ့ master တက်မယ်ဆိုလို့ရှိရင်တော့ဆန်နီကကျောင်းရဲ့ ranking ပေါ့နော်ဒီကျောင်းရဲ့ ranking ကိုကြည့်ပြီးတော့ ranking ကောင်းတဲ့အကျောင်းကိုရွေးရပေါ့နော်အဲ့အကြောင်းလဲဆန်နီကဒီချူလာကိုရွေးပြသွားတယ်ပါတယ် commerce နဲ့ပတ်သက်ပြီးတော့လဲချူလာနာမည်လဲကြီးတယ်ပြီးတော့ ranking အရလဲ ranking လဲကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အဓိကတော့ scholarship program ပေါ့အဓိက scholar ရခြင်းလို့လဲပါတယ်သူရဲ့ scholarship program ကတော်တော်လေးထူးခြားတယ်ဆိုတာကတော်တော် allowance တော်ရတဲ့ scholarship ထဲမှာပါတယ်ပေါ့နော် full scholarship ဖြစ်တယ်ပြီးတဲ့အခါကျတော့ living allowance ပါပေးတယ် living allowance က16000ပေးတာတကယ်တမ်းကအဲ့16000ကလောက်ကိုလောက်တယ်ပေါ့နော်သူကgraduate program အတွက်ပေးတဲ့ scholarship ဖြစ်တဲ့အတွက်ကြောင့် master သမားဆိုလို့ရှိရင်2နှစ်ပေးတယ် and doctorate ဆိုလို့ရှိရင် PhD သမားကြီးဆိုလို့ရှိရင်သူက3နှစ်ပေးရပေါ့နော်ဆိုတော့ PhD က3နှစ်လဲ3နှစ်နဲ့ဟာရှိတယ်4နှစ်နဲ့ဟာလည်းရှိတယ်ဒါကကိုတက်တလောက်ပေါ်မှာမူတည်တယ်ဆိုတော့ကိုကအကယ်4နှစ်ဖြစ်သွားတယ်ဆိုလို့ရှိရင်နောက်ဆုံးတစ်နှစ်ကတော့ကိုပေးရလိမ့်မယ်ဒါပေမဲ့သူတို့က3နှစ်ကတော့ cover ပေးမှာပဲပေါ့နော်အဲ့လိုဆိုတော့အဓိကတော့ကိုနဲ့အဆင်ပြေမဲ့ကိုတကယ်ကိုလေးလာခြင်းနဲ့ major ပေါ့နော်အဲ့ဒီဟာကိုရွေးပြီးတော့ faculty ရွေးတာနဲ့ကျောင်းရွေးတာပေါ့နော်ဆိုတော့ဆန်နီကအဲ့ဒီမှာ faculty ကလည်းရွေးပြီးွားပြီးဆိုတော့တေချာပေါက်လုံးဝအဲ့ faculty ပဲဘာလို့လဲဆိုတော့အဲ့ဒီတော့ငါကြတော့ဆန်နီက marketing ကကိုအရန်လဲစိတ်ဝင်စားတယ်ကိုတကယ်တောက်လျှောက်ပေါ့နော်ဒီ bachelor တောက်လျှောက်မှာလည်းအရန်သဘောကျခဲ့တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်အလုပ်ကလည်းအဲ့ဒါနဲ့ပဲလုပ်နေတာဆိုတော့ဒီဟာနဲ့ပဲပတ်သက်ပြီးတော့ဆက်သွားမယ်ဆိုပြီးတော့ဒီဟာကိုရွေးဖြစ်တာပေါ့နော်ဒါပေမဲ့အခုကကြတော့ဒီ career ကိုနောက်ထပ်တစ်စစ်ချိုးပေါ့နော်ပြန်ပြီးတော့သွားဖို့ပြင်နေတဲ့ဟာပေါ့နော်အဲ့ဒါကတော့နောက်ဆက်ပြီးတော့မှာပဲဆက်ပြီးတော့ပြောပြမယ်ပေါ့နော်အခုကတော့ဒီ scholarship နဲ့ပတ်သက်ပြီးတော့ဒီဌာနနဲ့ဇနီးရဲ့ major နဲ့ကျောင်းနဲ့ပတ်သက်ပြီးတော့ပြောတာဆိုတဲ့အခါကျတော့ဆိုတော့ခုနဌာနရွေးရလဲပြီးသွားပြီဆိုတဲ့အခါမှာကျတော့scholarship ပေါ့နော်ဒီ scholarship ကကြတော့ဇနီးခုနပြောသလိုပဲဒီမှာတော်တော်များများက scholarship ပြင်လှမ်းလျှောက်လို့မရဘူးကျောင်းကိုလျှောက်ပြီးတော့ကျောင်းကဝင်ခွင့်ဇနီးတော့ကကြတော့ကျောင်းကဝင်ခွင့်ရသွားပြီဆိုတော့မှကျောင်းဝင်ခွင့်ရတဲ့သူပဲ scholarship ကိုဆက်လျှောက်လို့ရတယ်ဖြစ်ချင်တော့သူကကျောင်းဝင်ခွင့်နဲ့ scholarship ပိတ်တဲ့ဟာနဲ့ကနှစ်ပတ်လောက်ပဲခြားတယ်နှစ်ပတ်လောက်ပဲခြားတဲ့အခါကျတော့ကိုကဝင်ခွင့်ရတော့မှ scholarship အတွက်စာရွက်စာတမ်းပြင်မယ်ဆိုလို့ရှိရင်ဘလို့မှအချိန်မလောက်တော့ကိုကစပြီးတော့ဒီကျောင်းလျှောက်ခတဲ့ scholarship ဟာတွေအတွက်လျှောက်ဖို့အတွက် document တွေကကြိုပြင်ထားဖို့အတွက်လိုအပ်တယ်အဲ့ဒါကစနေကြတော့အရန်ကတိုင်းကရိုက်ဖြစ်သွားတယ်ဒီတစ်ပတ်လောက်မှာသူကတောက်လျှောက်ကိုပြင်ရဆိုတဲ့အခါကျတော့အဲ့လောက်ကြီးကတ်မယ်လို့လည်းမထင်လိုက်တာလည်းပါတယ်ပေါ့နော်သူကscholarship ကကြတော့နှစ်ခေါက်ဖွင့်တယ်ပေါ့နော်ဆိုတော့ဒီစနေတို့ကျောင်းဖွင့်တဲ့အချိန်နဲ့လည်းဆိုင်နေစနေတစ်ချက်ပြန်ပြီးတော့ကြည့်ပေးမယ်ပေါ့နော်စနေရှိမှပြောထားတဲ့အတိုင်းပဲသူကဒီ scholarship ကိုမလျှောက်ခင်ကျောင်းဝင်ခွင့်အရင်လျှောက်ရတယ်ကျောင်းဝင်ခွင့်ရတော့မှ scholarship ဘက်ကိုဆက်သွားလို့ရတာဖြစ်တဲ့အတွက်ကျောင်းဝင်ခွင့်ကိုအရင်လျှောက်ရမယ်ပေါ့နော်ချူလာကကြတော့စနေတို့နှစ်ခေါက်ဖွင့်တယ်သူက August term အတွက်ရယ် January term အတွက်ရယ်ဆိုပြီးနှစ်ခေါက်ဖွင့်တယ်အဲ့တော့ August term အတွက်ဆိုလို့ရှိရင်သူကကျောင်းဝင်ခွင့်လျှောက်တဲ့ဟာတွေက February ကနေ May အထိဖွင့်တယ်ပေါ့နော်ဒါက August term အတွက်January term အတွက်ဆိုလို့ရှိရင် September October ပေါ့နော်အခုဒီလို September October ဆိုလို့ရှိရင်စပြီးတော့ရှောက်လို့ရပြီOctober November လောက်ဆိုရင်တော့ပိတ်လောက်ပြီထင်တယ်
ဆိုတဲ့အခါကျတော့ဒီ January အတွက်ကိုတက်ချင်လို့ရှိရင်ဒီ September October ကတေချာပေါက်ရှောက်ကိုရှောက်ရမယ်ဒါပေမဲ့ဌာနအလိုက်ကတော့ဒီပိတ်တဲ့အချိန်လေးတွေကကွာလိမ့်မယ်ပေါ့နော်အဲ့ဒါတော့ကိုတက်ချင်တဲ့ဌာနရဲ့ website ဒါမှမဟုတ် website ကိုတွားကြည့်ဒါမှမဟုတ် website မှာမရှိဘူးဆို website မှာရှိတာများတယ်မရှိဘူးဆိုလို့ရှိရင် email ပို့ကြည့်ပေါ့နော်တစ်ချက်ဘာလို့ဆိုတော့အချို့ဌာနတွေအချို့တက်ချင်တဲ့ major တွေကကြတော့တစ်နှစ်မှာ2ခေါက်မဖွင့်ဘူးကွာပြောလိုက်ရင်စနေတို့ major ဆိုလို့ရှိရင်တစ်နှစ်မှာ2ခေါက်မဖွင့်ဘူး August နဲ့တစ်ခေါက်ပဲရှိတာ January intake ကထပ်မဖွင့်ဘူးဆိုတော့ August တစ်ခေါက်ပဲဖွင့်တယ်ဆိုတော့ August တစ်ခေါက်ကိုမြင်အောင်ရှောက်ကိုရှောက်ရတယ်အဲ့ဒါတခုတော့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေရှောက်ပြီးတော့မှအဲ့တော့ဒါကပြောတဲ့အတိုင်းပဲ August term အတွက်ဆိုရင် February ကနေ May ထိရှောက်လို့ရတယ် and January intake အတွက်ဆိုလို့ရှိရင် September October ပေါ့နော်အဲ့ဒီဟာရှောက်လို့ရတယ်ပေါ့ September October November ထိရတယ်ပေါ့နော်ဒါကတော့ဒီဟိုဟာနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့ဒါပြီးရဲ့အခါကျတော့အကြောင်းဝင်ငန်းကအဲ့လိုရှောက်ပြီးသွားတဲ့အခါကျတော့မှ scholarship ကိုပြန်ပြီးတော့ရှောက်ရမှာအဲ့တော့ scholarship အတွက်ကကြတော့ခုနပြောခဲ့သလိုပဲဒီ August January 10ပေါ့နော် January 10 address ဆိုလို့ရှိရင်ခုန September October မှာဖွင့်တယ်အကြောင်းဝင်ခွင့်အတွက်ရှောက်ဖို့အတွက်ကပြီးရဲ့အခါကျတော့ဒီ scholarship က November လလယ်ဆိုရင်ပိတ်ပြီဆိုတော့နိုဘာလာလဲဆိုရင်ပိတ်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီကျောင်းဝင်ခွင့်လျှောက်တဲ့အချိန်နဲ့ scholarship ပိတ်တဲ့အချိန်နဲ့အရင်မချဘူးပြောရလို့ရှိရင်ပြောခဲ့တယ်လို့ပဲ2ပတ်လောက်ပဲချတာအဲ့ဆိုင်းဆိုင်နေအရင်နဲ့ကြိုပြင်มาရမယ်ပြီးရဲ့ခါကျတော့ August term address ဆိုလို့ရှိရင်မေလလဲဆိုရင်ပိတ်ပြီမေလလဲဆိုရင်တေချာပေါက်ပိတ်ပြီဆိုတော့ဒါကဒီတစ်နှစ်နဲ့တစ်နှစ်တော့မတူဘူးသူဒီရဲ့ website မှာ scholarship ရဲ့ website မှာပေါ့နော်စနေအဲ့ဒီ website ကိုလည်းမှာလည်းပြထားပေးမယ်ပြီးတော့ဒီ post မှာလည်းစနေ link ထောက်ထားပေးမယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာမှာတစ်ချက်သွားပြီးတော့စစ်ကြည့်ပါနောက်တစ်ခုက scholarship ရှောက်တဲ့အချိန်မှာဌာနကိုလည်းတေချာပေါက်မိပါဘာဖြစ်လို့လဲဆိုတော့ scholarship ကကြရတယ်ပြောသလိုပဲသူကဘယ်ဟာတွေအထိပါအကုန် cover ဖြစ်လဲဆိုတော့ကိုယ်နိုင်ငံကနေပြီးတော့ထိုင်းကိုလာတဲ့လေရင်စရိတ်အသွားအပြန်အထိသူက cover လုပ်ပေးထားပြောရလို့ရှိရင်အဲ့ဒါကိုလည်း cover လုပ်ပေးထားတယ်ပြီးရင် monthly allowance ရှိရယ်ပြီးလို့ရှိရင်100% scholarship ပြီးတယ်အဲ့ဒီမှာပြဿနာတစ်ခုရှိတာက100% scholarshipပေါ့နော်100% လို့ပြောရင်ပဲသူ့ရဲ့ full scholarship cover က actually university fees ကိုပဲ cover ဖြစ်တာအဲ့တော့ဒီမှာ university fees လို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီဟောင်းနည်းနည်းရှင်းရမယ်ပေါ့နော်ဒီအခြားအကြောင်းတွေတော့ဒီမှာရှိတဲ့အခြားအကြောင်းတွေတော့စနေမသိဘူးဒါပေမဲ့ချူလာလောင်ကောမှာကြတော့သူက university fees ရယ် faculty fees ရယ်ဆိုပြီးနှစ်ခုရှိတယ်အဲ့တက္ကသိုလ်ကြီးရယ်ဌာနကြီးရယ်ဆိုတော့သူကဒီ scholarship ထဲမှာပြောထားပြီးတာကဌာနတက္ကသိုလ်ကြီးကို cover ပေးမယ်ဆိုပြီးတော့ပြောထားပြီးတာပေါ့နော်ဆိုတော့တက္ကသိုလ်ကြီးရောဌာနကြီးရောပေါင်းပြီးတော့မှ total tuition fees ထွက်တာဆိုတဲ့အခါကျတော့တက္ကသိုလ်ကြီးကအမြဲတမ်းနည်းတယ်များတာကဌာနကြီးကအမြဲတမ်းများတာ university fees ကမများဘူးပြောရလို့ရှိရင်ဆိုတဲ့အခါကျတော့ဌာနကို email ပို့ပြီးတော့ပဲဖြစ်ဖြစ်မေးပါမေးရခါကျရင်ငါကတော့ပေါ့နော်ကိုကတော့ဒီကျောင်းဒီဌာနရဲ့ဒါကိုတက်မှာပြီးတော့ဒီ scholarship program လဲရှောက်ဖို့ရှိရယ် if ပေါ့နော်နင်တို့ရဲ့ဌာနကဒီ scholarship ကငါရခဲ့လို့ရှိရင်ဌာနကြီးပါ cover ဖြစ်ပေးမှာလားဆိုတဲ့ဟာကိုတော့ထည့်မေးဖို့လိုလိမ့်မယ်ဘာလို့လဲဆိုတော့ဌာနတစ်ခုနဲ့တစ်ခုကမတူ full cover ဖြစ်ပေးတဲ့ဌာနရှိသလိုမဟုတ်ဘူးအဲ့ဒီမှာပြောထားတဲ့အတိုင်းပဲ university ကြီးလို့ပဲပြောတဲ့အတွက်ကြောင့်က university ကြီးပဲ cover ဖြစ်မှာဌာနကြီးကတော့နင်တို့ပေးရမှာဆိုတဲ့ဟာမျိုးလဲရှိတယ်အဲ့ပြဿနာဘယ်မှာရှိလဲဆိုတော့စနေရဲ့ဌာနပေါ့နော်ဒီ communication art ဌာနမှာကြတော့စနေလျှောက်တဲ့နှစ်က full ပေးတယ် full scholarship ဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့သူတို့ကအဲ့ဒီရဲ့ဒီ faculty ဌာနကြီးကိုပါသူတို့က cover ဖြစ်ပြီးရအကုန်လုံး cover ဖြစ်ပြီးသွားအောင်နောက်တစ်နှစ်လဲကြာရောမဖြစ်တော့ဘူးဆိုတာ university ကြီးကိုပဲပြီးပြီးတော့ဌာနကြီးမပြီးတော့ဘူးဆိုတော့အခုလက်ရှိတက်နေတဲ့ဒီတစ်နှစ်မှာလည်းမဖြစ်ဘူးဌာနကြီးကသူတို့ပေးရတယ်တယောက်ကပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကတော့နည်းနည်းသတိထားဖို့လိုလိမ့်မယ်ဒီ scholarship မှာပေါ့နော်အဲ့ဒါတော့ပြန်ပြီးတော့မေးစနေတိတလောက်ကတော့ဒီ engineering တို့ဒီဆရာဝန်ပေါ့နော်ဆေးကျောင်းဘက်တို့ဘာလို့ဆိုရင်တေချာပေါက် full cover ဖြစ်တယ်လို့ပြောတယ်အဲ့ဒီစနေနှစ်တုန်းကတော့ပေါ့နော်နှစ်တုန်းကတော့အမကလည်းပြောတယ်ပေါ့နော်အဲ့အမကိုတစ်ချက်ပြန်ပြီးရခါကြတော့အဲ့ဒီတုန်းကသူ
သူကလည်းအဲ့ဒီတော့ကနေကပြောတာဌာနကိုပြန်ပြီးပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဌာနကကာဗာဖြစ်တဲ့ဌာနရှိလို့ကာဗာမဖြစ်တဲ့ဌာနတွေလည်းရှိတတ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့အဲ့ဒီဟာတော့တေချာပေါက်မေးဖို့မေးရမယ်